အယက်သားပြစ်မှတ်တွေစွမ်းရည်အခြေခံအဆောက်အုံတွေကိုယူကရိန်းက drone တွေနဲ့တိုက်ခိုက်နေတာဟာသူရဲဘောကြောင့်နဲ့လောက်ရသားဖြစ်တယ်လို့ရုရှားနိုင်ငံကော့စ်ပြည်နယ်အုပ်ချုပ်ရေးမှူးအလက်ဇန်နာကင်စတိတ်ကသူ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒီဇင်ဘာလ20ရက်နေ့ညပိုင်းကပြည်နယ်တွေကစွမ်းရည်အခြေခံအဆောက်အုံတစ်ခုကိုယူကရိန်းကတိုက်ခိုက်ခဲ့လို့ဒေသခံ9000ကျော်ဟာလျှက်စစ်တပ်အားပြတ်တောက်မှုနဲ့တညလုံးရေဆိုင်ဖြတ်တန်းခဲ့ရတယ်လို့ဆိုပါတယ်။ဆောင်းရာသီကာလမှာအရက်သားစွမ်းရည်အခြေခံအဆောက်အုံတွေကို drone တွေနဲ့ရွေးချယ်တိုက်ခိုက်နေတာဟာယူကရိန်းရဲ့သူရဲဘောကြောင့်မှုကိုတက်သေးပြနေတာပဲဖြစ်တယ်လို့ရုရှားနိုင်ငံကော့စ်ပြည်နယ်အုပ်ချုပ်ရေးမှူးအလက်ဇန်နာကင်စတိန်ကရေးသားထားပါတယ်။ထို့ပြင်ရုရှားကဒီဇင်ဘာလ20ရက်ညကနေ21ရက်နေ့လယ်ပိုင်းအထိ drone 68စင်းနဲ့ယူကရိန်းကိုတိုက်ခိုက်ခဲ့ပြီး85စင်းကိုပစ်ချနိုင်ခဲ့ကောင်ကျန် drone များမှာအထက်မြေလူနေတိုက်ခန်းတွေကားကိုယ်တော်တွေကိုထိမှန်ခဲ့ကြောင်းသိရှိရပါတယ်။